ဒီလိုတစ်သားလေးလေးနဲ့တောင်ပေါ်ကနေလုံးဝအရှိန်နဲ့ဆင်းဘူးလားသူကအင်ဂျင်တော့မပါဘူးဒါပေမဲ့ဒီတောင်ပေါ်လမ်းလေးအတိုင်းကိုရှော့ပြီးတော့ဆင်းရဆိုတော့တော်တော်လေးလည်းပျော်စရာကောင်းတယ်ရင်ခုန်စရာလည်းကောင်းတယ်အဲ့ဒါမွန်ဂျန်မှာရှိရဲ့ wooden cart ပေါ့သူကတယောက်တည်းစီးမယ်ဆိုရင်ဘတ်50နှစ်ယောက်စီးတဲ့ဘိန်းနေဆိုရင်တော့ဘတ်100ပဲပေးရတယ်ပြီးတော့ကနေတော့တောင်ပေါ်ကနေရှော့ဆင်းလာဖို့အတွက်သူတို့ကားနဲ့ပဲတောင်ပေါ်ကိုခေါ်ရတယ်ကျွန်တော်ညမနဲ့ကျွန်တော်နဲ့တယောက်တစ်စီးစီးဖို့ပေါ့ထွက်ချင်းကတော့ပြပြလေးပဲပြီးတော့လမ်းလေးကောင်းသေးတယ်ပေါ့ဒါပေမဲ့ဖြည်းဖြည်းနဲ့လမ်းတွေကပို့ပြီးတော့ဆိုးလာအဓိကခြေထောက်နဲ့အရှိန်ကိုမထိန်းနိုင်တော့လုံးဝမောက်သွားနိုင်တယ်ကျွန်တော်ညမလန်တစ်ဝက်မှာတင်ဆက်မစီးနိုင်တော့လို့သူကတော့ကားပေါ်ပြန်တက်သွားတယ်ပေါ့အခက်မတင်လို့ရှေ့ကိုပြုတ်ကြရင်တွားရိပ်ပါကျူးသွားနိုင်တယ်ဒါပေမဲ့ရှေ့မှာရှိတာ brake ပေါ့နော်ကျွန်တော်ကင်ထားတာအဲ့ဒီ brake နဲ့ဆိုရင်တော့ easy ပါအရှိန်ကိုထိန်းလို့ရတယ်လမ်းတွေကအောက်ရောက်လေပိုဆိုးလေမို့လို့ဒါနည်းနည်းတော့ view side ရတယ်ပေါ့ဒါအပေါ်ပါသွားတဲ့အမေကလည်းဒီမှာကားနဲ့ပြန်ပါလာပြီနောက်ဆုံးမှာတော့သူကတော့တည်မလားရောက်ခဲ့ကြောင်းပေါ့ပုံပါညာရိုက်ဖို့အတွက်ကားပေါ်မှာတက်စီးနေရပါမွန်ဂျန်ကိုရောက်ရင်တွားစီးကြည့်ပါတော်တော်လေးတော့ပျော်စရာကောင်းတယ်ပေါ့ adventure ကြိုက်